အခုဂျင်မီဝတ်တဲ့အထက်ဟောရာ ကိုကတော့နည်းနည်းဒီစုမဲ့ collector တွေတော့နည်းနည်း risk များတယ်စားဝင်လာအဲ့တော့တော်တော်စိတ်ယူနိုင်ငံခြားကူမှာဆိုတယ်နည်းနည်းအထင်မြင်လွဲတာရှိ Nike တို့က product ကုတ်တွေဆက်ရတော့ Amro တွေရတော့ဒီသူ့ရဲ့ဒီတက်ပေါ်က DOS လေးကြီးစက်က ဟုတ်လား အဲ့ဒီဟာသူ့စစ်ပဲ အားလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုမှာကျွန်တော်ကမြန်မာပြည်ပြန်အောင်တုံးမှာ legit jersey ပဲစုရ brother Marco ရဲ့အိမ်ကိုကျွန်တော်ကသွားလည်ခဲ့ပါတယ်ဒီဗီဒီယိုက share ဆိုပေမဲ့ကျွန်တော် jersey နဲ့ပတ်သက်ပြီးတော့ knowledge တွေအများကြီးရတော့မှာဖြစ်တဲ့အတွက်ကြောင့်ဗီဒီယိုလေးကိုအဆုံးထိကြည့်ဖို့ဒီကနေတိုက်တွန်းရပါတယ်အားလုံးပဲ let's go ဒီနံပါတ်ကိုဒီအိမ်ကအပြာရောင်တကားကြီးရှိရဆိုပြီးပြောတာအိမ်မှာလူရောရှိရလားပြန်တော့လာ bro ကျွန်တော်တွေ့လို့လား bro တွေ့လို့အင်းကြီးဝင်ကြည့်သွားကျွန်တော်ရောင်းမယ် bro အင်ကြီးအလစ်တော့ဖို့လေရလား ရတယ်ကြိုက်လောက်လက်တော့ Marco collection ကတို့ရဲ့အိမ်ပေါ့နော်တို့ jersey က bro collect ထားဒါကအကုန်မဲ့လား bro ဟုတ်ကျွန်တော်ဒါကိုကျွန်တော်ကြိုက်တဲ့ဟာတွေပဲရွေးထုတ်တာထဲကမနေ့ကရေးတာ240 250 250လောက်ရှိရ ဒါပေမဲ့ပေါင်းမရှင်းတာအဲ့ထဲအဆင်ပြေတဲ့ဟာကိုကျွန်တော်ရွေးထုတ်တာ collection တော့ဘယ်လိုလဲလာလည်ကြည့်လို့ရအောင် သူ့ကိုအမှန်ဆိုကျွန်တော်ကပြောထားလာမယ်ဆိုပြီးတော့နီလန်းထားမိရဒီနေ့မှပြန်ကန်နီးကြမှာဘန်ကောက်ပြန်ကန်နီးကြမှာပဲရောက်တော့တယ်အေးဒီမှာဆိုသူ့ရဲ့ jersey collection အကြိုက်ဆုံးဟာတွေပေါ့အများကြီးပဲဒါကဘယ်သူလဲဘ ဒါ ယ် မောင်မောင်ပဲ မောင်လွင်ရဲ့ sign jersey ဒါကြောင့်ဟိုပါလေ Syria နဲ့အဲ့နေ Syria နဲ့ပွဲသွားထိုးပေးထားတယ်ဒါကိုလေးပဲပြင် နော်ဒါကိုလင်းပြန်အောင်လား ဒါအမျိုးဒါအမျိုးအဲ့ဒီကိုရပုံလေးတော့ပါ တွေ့ဟောဒီ jersey ရောကျွန်တော်သိရမှန်ဒါကျွန်တော် ပြန်ထုတ်တာ ဒါနာနီနီရှာမှာကျွန်တော်ထိုးပေးတော့ sign jersey ရဘရိုပါလေ post ဟိုလေ ဟောဖာဒီနာ မဟုတ် sorry ပါဒီနေ ဖာဒီနာ โอเคအောက်ပါလေ ဟုတ်တယ်ဖာဒီနာမှာဟောဖာဒီနာ sign jersey ဒါမှတ်မိရကျွန်တော် Bosco ဒါလည်း Bosco ကလည်း Thai မှာ I am legend နဲ့တော့ဟုတ်ပါဘူးဒါ living legend နဲ့ Bosco ကျတော့ဒါကိုညာ ကိုညာကဘယ်လိုတော်တော်မိုက်တယ်နော်ကိုညာ sign jersey အဲ့တော့ဒီနေ့မှ ဒါဆက်နောက်ပြီးမှတေချာပြရမယ်ဟမ် ကိုချင်းနေပါလေ ဖိုးချင်းနဲ့ rubber လေးလေနော်ကိုညာ sign ပါဒါကိုညာ sign ကတကယ်တော်တော်ရှားရယ်ပေါ့နော်တော်တော်ရှားရယ်ဒါသူ Brazil နဲ့တောင်ကိုရီးယားနဲ့ကန်တော့ကဒါ Brazil အသင်းကတောင်ကိုရီးယားကိုရောက်လာတော့ထိုးပေးထားအဲ့လိုသိလားတကယ်ကိုညာကလေ Man U jersey ကိုပဲလက်မှတ်ထိုးပေးခဲ့ ဟို main fan တော့ Man ဟိုတခြား Brazil jersey ပါဆိုသူဟိုအမျိုး Man U jersey တူတဲ့ Man U jersey ရှေ့ကိုတန်းလာပြီးတော့ခေါက်လျှောက်ထိုးပေး ကံကောင်းတယ်ပြောတော့ကိုညာအခုကအဲ့တော့ဝယ်တော့ Brighton နဲ့ပွဲလာမသိတကူပဲပြန်ပြန်လာတော့အခုကတော်တော်ခြေသွမ်းပြ အခုကခြေစွမ်းပြဈေးလည်းကြီးနေပြီဈေးလည်းကြီးနေ တယ်လုံးနဲ့တန်သွားတယ် ဆိုတော့ဒါ bro ရဲ့အဓိက legit jersey ပေါ့နော် legit jersey ဒါဟိုပေါ့ 90s အင်းကြီးနဲ့နည်းနည်း popular ဖြစ်မဲ့ဟာတွေပို့ပြီးတော့ဒါ bro ဟိုဟာလား2006 2006ခွန် နော် ဟုတ်ပါ 2006ခွန် နည်းနည်းစပြီးခြေသွမ်းပြ ဒါ Ronaldo စခြေစွမ်းပြရဲ့ခုနှစ်တင်ရော jersey EIG နဲ့ Nike နဲ့ဟိုဆိုဒီရောက်ဟိုတလောကမှထွက်ထားဒီနှစ်ကမှထွက်ထားရဲ့ဟာဒါက baseball edition ဒါ USA tour မှာသူ USA tour အတွက်အဓိက main purpose ထုတ်ထား limited edition ပဲအခုချိန်မှာဝယ်ဖို့ဆိုအရန်ခတ်သွားပြီဒီ jersey ကcasual wear ပေါ့ပြောရမယ်ဆိုနော်တော်ဝယ်လို့ပါဟိုမှာ first copy ထုတ်ကြတယ်ဒါပေမဲ့ဟိုဟာမဖြစ်ကြအောင်
တိတ်အဆင်မပြေဘူးကျွန်တော်တွားကြည့်သေးတယ် ဈေးနှုန်းနဲ့တော့မဆိုးပါဘူးသူကဒီဒါမဲ့ကျွန်တော်အဲ့ဘေး ဒါ2000နှစ်လားဟုတ်လား 2000တက်တော့ဆုနေတော့ဟာလေ Vodafone ခေတ်တော့ဒါဒီမှာနည်းနည်းလေးတော့ error ရှိနေနော်ဒါပေမဲ့တရား legit ဆို vintage ကရတာ ဒီဟာဝယ်တော့73ခွဲ 73သိန်း9000 နေဆက်ကနေဆက်ကသူကကောလတာတစ်ယောက်ပဲပြန်ဝယ်တာသူကနေဆက်တက်ဝယ်ဒါပေမဲ့ကျွန်တော်အခုဒီဟာကိုဈေးတင်နေတယ်ဆိုတော့ကျွန်တော်ဒီဘက် UC patch တွေထောက်ပါကဲ တော့တန်တော့ရှိ ဒါ1999ဒါ UCL edition အန်ဝါဂျာစီကတကယ်တော်တော်လေးကိုရှုပ်တယ်နော်အဲတနှစ်ထဲမှာ edition အများကြီးဖြစ်နေတာဒါ United ရဲ့ Champion League edition အဲ့အောင်မှာ Beckham နှိမ့်ဆက်နေဒီမှာဆိုရင် Champion League winner 1999ဆိုပြီးတော့ဒါရ logo ကရောင်းတယ်ဒီတိုင်းဟုတ်တယ်အဲ့အောင်ကျွန်တော်အရင်တော့မသိဘူးကိုစဆိုရင်တော့အများနဲ့ဒီဟာကိုကြည့်ရင်လေဟာလို့ဒီအင်ဂျီရလို့ညက်အမြဲတမ်းမဲတူးတွေကတကယ်မဟုတ်ဘူးသူ့ရဲ့ပုံစံကအဲ့လိုဖြစ်နေတာဒါတော့အခုချိန်မှာအရန်ဝယ်ဖို့ခတ်သွားပြီဒါတောင်းဝယ်ဖို့ခတ်တယ်အဲ့ကြောင့်လည်းဈေးကအရန်ကြီးတာဒါထိုင်းမှာဆိုရင်ဘတ်1000ကျော်တယ်ဒီအင်ဂျီတစ်ချောင်းဒါဘတ်1000ကျော်ကိုသူက Beckham နှိမ့်ဆက်ပါရင်မပါသေးဘူး Beckham နှိမ့်ဆက်ပါရင်ဘတ်1000 9000လောက်တော့ရှိမလားမသိဘူးအဲ့လိုတော်တော်ဈေးများတယ်နော်ဒီကောင်လည်းအဲ့ပတ်ခံနေဆက်တက်ဝယ်တယ်ထဲကဒီမှာတက်ဝယ်ဒါလည်းနေဆက် UC ပဲ UC က name set တွေပေါ့နော်ဒီဘက် patch ပြန်ဝယ်ပြီးကပ်တော့โอเคဒါမဲ့နည်းနည်းပြန်ရှာဝယ်ရလို့ပဲဒီဟုတ်တယ် official မရတော့တက်ပါ company ပြန်ဝယ်ရတော့ဒါကျွန်တော်မှတ်မိရဒါ bro 2024နှစ်စလောက်ကဖြစ်လိမ့်မယ် bro တင်ထားအဲ့ဆိုဒါကFA Cup ရပြီးရဲ့အချိန်မှာသူ3တယ်စုထားအမှဆို Huailan ရယ် Maino ရယ်ခနာချိုရယ်ရှိသေးရယ်နော်အဲ့လိုစုတာနော် bro 3ခုဒါ Huailan ကလက်ရှိချစ်လို့ရောင်းထုတ်တယ်လုံးဝအကုန်လုံးကလေဒါ player version တွေကြီးပဲ player version တွေကြီးဒါ EB ရဒါလည်း EB ရပါနော် Maino ဒါတော့ World ဆိုထထကောင်းတယ် Luke Shaw တရားလဲ player version မှာ Luke Shaw EPL official names နဲ့ EPL Bash နဲ့ EPL Bash နဲ့လက်ရှိ long sleeve တွေရောရေရှည်ဆိုရင်ပို့ပြီးတော့ဈေးတက်တယ်ဈေးတက်လို့လည်းအဲကြောင့်နောက်ပိုင်းလူတွေက short sleeve ကဝတ်ဖို့နဲ့ long sleeve ဆိုရင်တစ်ခါလေကြရင်စုကြရပေါ့နော်Broma က United fan ဆိုတော့ United jersey ရောများရပေါ့နော်နောက်ပြီးသူတခြား jersey တွေလည်းရှိတယ်ဒီက Gisket Trevor နဲ့ name set တော့မပါဘူး number ပဲဖြစ်ရှားရနော်အဲ့ဒါတကယ်ဒီ EPL ကန်ကြည့်ကျွန်တော်လေဒီဟာကလေ Travel အသားရတဲ့တကယ်ဒီဟာရအကောင်လုံးကအဲ့ခက်တော့က2000ခွန်အထိဖြစ်မယ်နော် EPL တွေက velvet တွေနောက်ပိုင်းကျမှဒီလိုကျွန်တော်ဘယ်လိုပြော sticker သားပုံစံဖြစ်သွား condition ကအဲ့ဒါမကောင်းတော့ဘောကျွန်တော်ပြောသလိုလေ1999မှာသူက edition 2မျိုးနော်ဘောကျွန်တော် UCL ဒါအဲ့လိုကော်လက်နေကြမဟုတ်တဲ့လူတွေဆိုရင်အဲ့လိုနည်းနည်းတစ်ခါကျမျက်စိလဲတတ်တယ်ဟာ1999ကဘယ်လိုရှင်လဲဒီကအမှဆို UCL edition ဒါက EPL edition အဲ့လိုမျိုးကျွန်တော်အဲ့ကြောင့် Treble winner မှာတွေ့ရဲ့ jersey ကဒီလို jersey ကျွန်တော်ယာဒီကုံတော့မှဝယ်ထား4ရောက်အမှန်ဆိုပုံမှန်ဆိုဘတ်4600တကယ်ရရတာနော်2300ပဲရှိရနော်2300 player version အဲ့ဆိုတိတ်မကြတော့ဘူးလာတော့မယ်အဲ့လိုမျိုးဟာယာဒီကုံကန်ကြီးဆိုရင်နော်ကျွန်တော်လည်းအောင်စောင့်နေဒါအဖြူတွေဒါနောက်ကနေဆက်ကမှားနေ number 1ဖြစ်ဘာမှမသိရဲ့ name set ဖြစ်ဆက်တော့ Nike တို့က product code တွေနဲ့ဆက်ရလို့ရတယ် Ambro ထဲတွေရတယ်မှာဒီသူ့ရဲ့ဒီတက်ပေါ်က DOS လေးကြီးစက်ကဟုတ်လားအဲ့ဒီဟာအတူစစ်ပဲဒါပေမဲ့ bro ပိုတည်ကျင်နေဆိုရင်ဒီ
အတူအထည်ဝယ်ပြီးတော့ရှင်းကြည့်လိုက်ပို့ပြီးတိတာပေါ့ဒီ DOS အပေါ်လေးကွာတယ်ဒီစလုံးပေါ့နော်ဒါပေမဲ့ဒီထဲအဲ့လိုကြာစစ်နေကြလို့ပို့တိ ဟုတ်တယ်နော် ပြန်ဒီထဲ ဟုတ်တယ် cross မှာ ဟိုတကယ်ဟာကျတော့ပေါက်ချ ဟိုမှာ screen ကြီးမှာဆိုရ Ambro အပေါ်မှာ dots လေးရှိတယ်အဲ dots လေးနဲ့အဲ့အလေးနဲ့digit စုရဲ့လူအောင်ဒါတခါရဲတည်ရပေါ့နော်ဒီကျွန်တော်အမှန်ဆိုရင်တော့နောက်ပိုင်း digit စုတာလွယ်တယ်ဗျာဆိုတာစုရတာနော်နောက်ပိုင်းထည့်ရဘာလို့ဆိုတော့သူ့ရဲ့ product code တွေကလည်းအရန်ကိုပြည့်စုံလာတယ်နောက်ပြီးတော့သူတို့ဒီ QR scan တွေလည်းပါတယ်နောက်ပြီးနောက်ဆုံးဗျာဒီဟိုဒီအပေါ်မှာဒီလိုခြေရဟာကွာကွာသွားတယ်နော်ဒီလိုမျိုးဟာရကွာသွားတယ်အဲ့တော့အရန်ကိုလွယ်တယ်ဒါပေမဲ့အရင်တော့ vintage အထည်တွေ classic jersey စုရင်ကြောင်ဒီအတူနဲ့စစ်ခွဲဖို့ကကြောင်ဒီစုနေကြလူတွေကပိုသိရယ် နည်းနည်းရင်တော့ကျင်းထည့်ခံ ရင်းတော့ကျင်းတဲ့ခင် မတိတဲ့ချက် ဟွန်း အဲကြတော့ တူတူပါပဲကျွန်တော်လည်းဒီမှာလေဒီဟိုဟာဆိုရင် Adidas အဲ့ဒီတက်ဆိုရင်သူတို့ product code လေး product မဟုတ်ဒါ QR code နော် QR code ပါ အရင်ကတော့ဘယ်မိတ်နေထိုင်တယ်လို့ဒီနေ့ထွက်တယ် ဟုတ်တယ်ထွက်တယ် Adidas ဟုတ်လား ဝေးချက်ခါတာ ဟွန်းဒါဆိုဟိုက်တယ်ဗျာ FA Cup Emirates FA Cup ဘယ်ဘာနဲ့ပေါ့ပါ ဒီကကျွန်တော် FA မှာ FA ချင်တော့လင်ကတ်လို့ ဟုတ်တယ်လင်ကတ်တို့ဟုတ်တယ်လင်ကတ်တို့ဆန်ချက်တို့ခက်တယ်ဒါဘရိုတော်တော်တန့်တာပဲเนาะဒီထဲဒါဒီဒါကိုဂျင်မီဝတ်တဲ့အထဲကိုဂျင်မီကြောင့်ပါအော်ကိုဂျင်မီဝတ်တဲ့အထဲဟောရာအမ်ဘရိုဒီထဲလည်းတန့်တယ်เนาะဘရိုပြာလေးဗျာ medium size ဆိုရင်တော့တော်တော်ကြီးနေပြီ ကတ်တင်လဲกว่าပြီအတူနဲ့တော်တော်กว่าနောက်က GK jersey ဒီကောင် ဘာတက်ဒါလည်း velvet တာပဲဘာတက် Premier League patch ဒီကောဒီ Premier League patch asset တွေอ่ะเนาะတခါလေကြာရင်ဒီ ANG first copy တစ်ထည်စာတက်တော့ပို့ပြီးတော့ဈေးကြီးနေရရှိတယ်ဒီမှာသာလေအဲ့လို first copy ကလွယ်နေလို့ဗျာသိလားတကယ်ဒါကရှမိုက်ကယ်ဝတ်တဲ့ဟာရှမိုက်ကယ်ဝတ်တဲ့ Ambro ဒါ bro report เนาะ ဟုတ်တယ် report Facebook မှာလည်းစစ်နေရှိတယ် report စစ်နေလေးပြောပါ စစ်နေ အောင် ကကျွန်တော်ပြပြ okay ဒီမှာကျွန်တော်သူ့ခါတက်မှာပါဟောပါဒီကောင်ကဒီလို saver ဟုတ်လို့ saver line လေးပါမှာ ဩ တချို့ကလည်းအဲ့ saver line ပါမှာ legit လို့မခံယူရလို့ရှိရတယ်အဲ့ခါကျသူကအနောက်ကဒီမှာဗာမိတ်ပါညာပေါ့သူတို့ကြည့်ပြီးတော့အဲ့လိုခွဲလို့ရှိတယ်ကျွန်တော်တို့ကကြတော့ကျွန်တော် Reebok ကဒီ saver line လို့ ਨੇ တခြား details မှန်ပြီဆိုအဆင်ပြေဒါ Reebok ကတော့နည်းနည်းဒီစုမဲ့ collector တွေအတွက်တော့နည်းနည်း risk များတယ်စားဝယ်တာအဲ့လိုဆိုတော်တော်စိတ်ယူပါတယ်နိုင်ငံခြားကူးမှာဆိုတော့နည်းနည်းအထင်မြင်လွဲတာရှိတယ်ဒီလိုမျိုးဟာဆိုထိုင်းမှာ share ပဲဈေးရ Reebok တွေ Liverpool ဒါဝေးကွင်း အဲ့လိုစုတာဒီတိုင်းပဲ ဒီရောင်လေးလှ အဲ့လေးရတော့ဟောပဲဒါ Caras Bike ဖြစ်သွားပြီနော် ဟိုဟာ Taurus Taurus ကျွန်တော်လည်းအမှန်ဆိုဒီဟာစုသေးရယ်ငယ်ငယ်တော့ဒီဂျာစီလေးဝယ်သေးရယ် Taurus ကိုကြိုက်လို့အဲဟိုကအစ်မဟုတ်ပါဘူးဝယ်တာဒါ Adidas သူ့ထည်ရနောက်မှနေဆက်နေလိုက်ပြီTaurus တို့ kit Taurus တို့ Gerrard တို့ဒါ Chelsea Chelsea ဘက်ရောက်သွားပြီ Chelsea ဒီကောင်အဲ့ကောင်နှစ်ဖက်လာအတွင်းဘက်ကလည်း ဟုတ်လားဟောကြော်ကြည့်ကြည့်ပါ training လို့လားမသိဘူးအတွင်းဘက်မှာ ဟုတ်လား Chelsea ဒီချောင်းကြီး Chelsea ကဟောစချက်ထဲကိုကြည့်ကြည့်မယ်ဒီလိုလား အတွင်းဘက်မှာလည်း ဟုတ်တယ်နော်အဲ့နော်ဒါဆို training kit လို့ဘာလို့ဖြစ်သွားလဲ ကျွန်တော်အတွင်းဘက်ကိုနပ်ညာတော့ပါ training kit လို့ဘာလို့ဖြစ်သွားရောဒီလိုကြာရင်ဟုတ်တယ်ဗျ
မ CFC ကဒီမှာပို့ပြီးတော့ထင်းနေသေးတယ်နှစ်ဖက်လာလုပ်ပေးတာဝါဆန် မညောင်လုပ်ဖြစ်တယ် ကျွန်တော်စပင်းမငဲ့အောင်လုပ်ပေးသေးဝါဆန်က reboot နော် reboot ကအဲ့တော့တော်တော် sponsor ပေးရတယ်မှာပါဟုတ်တယ် ကားစပါကျွန်တော်တို့ပါတယ်ကားနေအဲ့တော့ကားလေးမအခုခါရပေါင်းအဲ့တော့ကားလေးအခုကခါရပေါင်းဒါပေမဲ့ကျွန်တော်ကဒီအထက်အခုနေရှင်ဒါပေမဲ့စတူရဲ့တိတ်တော့မကြဒါပေမဲ့ဒီ sticker ကလေ velvet တာကိုကြိုက်ဟာမိုက်ဆုံးပဲရိုမာကိုနဲ့အာဆင်နယ်ချယ်ဆီနဲ့တွဲတွေ့ရပါဒါသူ့အိမ်မှာအမှန်ဆိုတော့မားပါလာမငင်းနဲ့ဟုတ်လားဒါအမှန်ဆိုမာကိုကအာဆင်နယ်ကိုဘုံတာမဟုတ်ပါဘူးတော်တော်လေးကိုဒါသူ့အိမ်မှာကျန် Flying Emirates ကတော့ Nike jersey ကိုရှိနေတာ Welcott Velvet နဲ့အာဆင်နယ်ကိုတော့ကျွန်တော် Welcott ကိုကားဆိုတာတော့ကြိုက်တော့Welcott ကလည်းကောင်းတာဟုတ်ဒါ Concord Crisis ပါတယ်ကျွန်တော်သိချာမသိဘူးဗျာ Arsenal fan ဟုတ်တော့ဒါပေမဲ့မမိုက်တယ်ပေါ့နော်ဒါ Welcott ရဲ့ name set နဲ့အာဒီနှစ်ကို champion EB ရဟုတ်လားခက်လို့လုပ်ပြလေးမှတ်အခုကလေးမှတ်ပဲပေါရတယ်ဒါ Everton ဟာရောက်တိတ်ပြီးတော့စုလေးစုတာမရှိကြဘူးဒီမှာပဲတွေ့ရလောက်တယ်ဒါဘလို့မာကိုရှင်မှာပဲတွေ့ရတော့တယ်ဒါတော့ဒီ school name ဆန်ဟုတ်လားအော်နေစားလည်းပဲပဲ school နေစားတယ်ဟာ classic ဒါလည်းပါရင်ပဲဒါ classic တွေအများကြီးပဲဆိုတော့ဒီမှာဆို lotto ကျွန်တော်ဒီကတော့ Italy brand lotto ထိုင်းဘက်မှာတော့တွေ့ရင်လည်းဒီ local မှာသိမတွေ့ဘူးနော်မြန်မာဟို sponsor ပေးသေးရလေ lotto ကဒါပေမဲ့ဘာ lotto လဲလူကိုတွေစိုက်ကြီးနေတယ်ကျွန်တော်အိမ်မှာမြန်မာ lotto တစ်ထည်ရှိသေးတယ်အခုပြန်ကြည့်တော့တော်တော်ဆိုးလို့လေတော့မအိမ်ဝင်တော့မ jersey ဖြတ်အောင်condition အောင်နည်း name set ကအစ်condition အောင်နည်းဟိုဟာဖြစ်နေ name set နဲ့ဆိုတော့တူနီးရှားထုတ်တာเนาะအဲတော့ကဒါတော့ juicy UCL batch ကိုတစ်ချက် show လာ Bravo နဲ့ဒီဘက်မှာဆိုရင် UCL ကိုလုံးရတာအင်တာကိုဒါပေမဲ့ရမ်းကြိုက်တဲ့ AC ကိုကြိုက်ရတယ်ပါဒါပေမဲ့အင်တာကိုစုရတာဘာလို့သူ့ logo ကိုကြိုက်ဒါဆိုလို့ကြည့်တယ်ဒီ logo ဒါဆိုတမျိုးပေါ်မှာချီလို့velvet နဲ့ပြီးတယ်ဟိုဒါ player version fan version ဘယ်လိုဖွဲ့လဲမလို့ဖွဲ့ရတာကျွန်တော်အဲ့လိုတော့တည်တံ့တိတ်မရှိဘူးဟုတ်တယ်နော်တော့ကြတော့နောက်ပိုင်းမှာအဲ့လို player version fan version ဆိုတာရှိအဲ့တော့ရှိတယ်ကျွန်တော်စိတ်ကျွန်တော်မှားရတယ်player issue ဆိုပြီးအထည်တွေထွက်တယ်အဲ့ကောင်တွေကကြတော့ဘယ်လိုလဲဆိုတော့ကျွန်တော်တို့ဒီလိုတက်တွေနဲ့မပါဘူးသူကအထည်ရဲ့ဒီအသားပေါ်မှာရိုက်ထားတယ်စတီကာသားလို့ဟိုအဲ့ဟာလေးကျွန်တော်လေးထိုင်းမှာအောင်ပါလေ collector တယောက်ကျွန်တော်ပြောဘူးပဲအဲ့တော့ငါတဲ့ player issue တွေရာသူ public ကိုရောင်းတာရှားတယ်သူလိုချင်လို့ရှိရင်အဲ့လိုမျိုးအနီးဆက်ရာနဲ့မှာပဲရကြတာများတယ်ဆိုပြီးအဲ့လိုပြောတယ်ကျွန်တော်ဒီထည်တွေအဲ့လို player issue ဆိုတော့အင်းကြီးပေါ်မှာတန်းရိုက်တဲ့ဟာပိုစေးကြီးAC တော့ AC ဘိုင်းနေရောက်သွားlotto ရလဲနော်ဟိုအခု lotto brand ပေးတာဘယ်သူရှိအောင်မလဲတကယ်နည်းနည်းတော့စီးရနေအောင် lotto ဘယ်လိုပျောက်သွားလဲမသိဘူးနော်ဒါ Italy brand ကြီးပဲတကယ်မှာဒီမှာတော့ make in Italy နိုင်မှာတော့နာမည်ကြီးရောဒီကိုပယ်လို့ပါတော့ AC ဂျာစီရဖိုက်တယ်ကွာဒါ Fiorentina လည်း Bruce ရယ်နော် Lotto ရေ bro အများကြီးပဲ
ဒါလိုတိုစာ make in Italy လေအကောင်ဒါ Italy က brand Italy ကဟိုဟာပို့ပြီးတော့သူကပေးရနော်ဟိုဟာရှိလား Premier League လိုတိုကပေးရမရှိဘူးနော် ရှားတယ်ဆိုတော့တိတ်ပြီးမတတိ ပြင်ဒါဒီရတော့ ဒါအဲ့ကျွန်တော်သိအောင်မသိရောဘူး အဲ့ကောင်ကဒါ range ဂျီယာဒိုရာဆိုတာဘာကြီးလဲ အဲ့ကောင်လေဒီ brand မလား ဟုတ်လားသူက tag တွေအောင်သေချာမပါဘူးနော် အဲ့တော့ပေါင်နဲ့တော့ဆက်ရတယ်ခက်တယ်အဲ့ကောင် ကျွန်တော်ဆိုရင်မျက်စိလဲသွားပြီတော့ဆိုရင် PS ဒါ PSV ရေ PS ဒီ share တော့ popular တယ် ဒီရလားဒါဘာလို့ popular ဖြစ်တာလဲ design အဲ့ fashion line မှာတချို့ rubber ဘာညာဝတ်တာ rubber ခုနောက်ပိုင်းဒီဝတ်ကြတယ် logo fashion ကြိုက်တဲ့လူတွေ ကြီးပဲနော် Nike ရဲ့ tag ကြီးอ่ะအဲတော့ make in UK တဲ့ UK မှာထုတ်တာPhilip တဲ့ကျွမ်းနေမယ်ဘာလို့ bro ကျွမ်းနေမယ်ကြီးထား pro sponsor ပေးရတယ်ပေါ့ အဲ့နော်မသိလိုက်မိရောအကပ်ပါ ကပ်ပါ ဟာ ဒါဒီကောင် Ono ကအဲ့တော့ကသူက print ကပ်ပါဝင်ကပ်ပါကျွန်တော်ငယ်ကလေဘယ်လိုမှတ်ထားလဲဆိုတော့အဲ့လိုခင်းနှလုံးဒီမှာတကယ်လည်းဟုတ်တယ်လေဟိုမှာ Georgian Cat အေး Georgian Cat sorry Georgian Cat brand ကပ်ပါအဲ့ဒါရှေ့ Ono ကဘယ်လိုတော့ဘာလုံးဝထူးဆန်းရနော် အဲ့တော့ကအဲ့တော့ brand တွေကတစ်ခါတလေကျရင် printing နဲ့ပဲလာလိုက် name set ကလုံးဝ printing အဲ့ဟိုပေါ်မှာရိုက်ထားဒီမှာ ပါမနာကာတာတို့ပါလို့ ချက်စင် ဆိုင် ဟမ်ဘယ်လိုမှဟိုဖြစ်လို့ short ကြိုက်တော့ short ဘာမှမဖြစ်တော့ဘူးသူအကုန် print ထားပြီးရော ပြီးတော့ဒါကျွန်တော် jelly လည်းစု ဟာ jelly ရ jelly စုလိုက်ကျွန်တော်ရှိတယ် jelly ထဲတွေဆိုကျွန်တော်ပဲလာအောင်ဒီထဲဆိုကျွန်တော်ဒါထုတ်ထွက်တယ်ရပါပဲဒါနှစ်ထည်တော့အခုနဲ့သူ့ကိုဒါနေဆက်တွေကစစ်နှစ်ထည်တော့ ဟာ jelly တွေပါရောက်ကုန်ပြီလို့ room ကိုနဲ့တွေ့မှာပဲ ကိုဟမှာ ဟာအတင်းနေအောင်မသိအောင် Yokohama Mori ရပါဘူးစားတိုင်းတာဒီအားစကြတယ် jelly ထဲအခုမှပဲတေချာတွေ့ဘူးတော့ဒါရ jelly classic တွေပုံမိုက် ဟုတ်လား ဒါ printing တွေတော့ကြိုက်တယ်တော့ဒီလိုဒါကမ်ဘာဥစားကားတယ် ဟာဒါမိုင်းလာကြီးလား editor နဲ့ဒါပါဒါ1992လောက် ဟာဟုတ်တယ်နော်အေးလှတယ် ဟောဟိုကောင်း90 ဟို jelly ရဲ့ jersey ကအခုထိမိုက်တော့မယ် ဟုတ်တယ်ဟုတ်တယ် ဘာလို့လဲမသိဘူး ဒီမှာဒါ သူ့ရဲ့ pattern တွေက ဥမာ ဟာပူမာနဲ့ share ပဲကွာဟာကြကျိုးရည်နဲ့ပူမာဒါပေမဲ့သူကဒါဥရရွာလားဟာလားယူရရွာဒါဒီပါနာမည်ကြီးရလေဟုတ်တယ်လားအသင်းကြီး အဲ့ကောင်ဟိုကလေကျွန်တော်ဘူဒါဖုန်းနဲ့ sponsor ပေးလိုက် ဟုတ်လား အဲ့ဂျာစီနဲ့တူတယ် ဟောသိပြီသဘောပေါက်ပြီနားလည်ပြီရှိတယ် ဒါနိုင်ငံချင်းတွေပဲရောက် နိုင်ငံသေးနေရောဒါ chili ambro road side ကြီးအကြီးရယ်နော် jersey ရ ဒီမှာကျွန်တော်အဲ့လိုတချို့ကကြတော့ collar တွေကသူတို့ကလေဝတ်တက်တော့သူတို့ site ကိုပဲဝယ်ကြတယ်ကျွန်တော်တော့ရတယ်ဘာပြောဝယ်ဂျာစီ ဟော ဒါစပိတ်ဒါတော့ပုံမှန်ပြေပါဘူး ဒါ Brazil ပါစီဒါနေတာလိုက် Netherlands Lotto ဒါဒိန်းမ Denmark ဟိုတိတ်တွေ့မှာ ဟုတ်တယ်အမတွေ့ဘူး Hammer နဲ့ Denmark အထက် မိုက်တယ်မိုက်တယ် ဒီမှာဆိုရင်သူတို့ printing မှာဒါ Denmark logo ယူဒီမှာမိုက်တယ်ပါလားဒါသူကဒီလိုမျိုးထည့်ထားတော့တကယ် brush ကိုဒီအပေါ်မှာထားမှာ ဟုတ်တယ်ဒီရင်ဒါဟိုပါလေ ဒါ Belgium ဘယ်ကြီးဟုတ်တယ်ဒါစပိန်ပဲ Spain ဒါ 1992လား 1992က ကို Korea ဒါအခုပြန်ပြီး reissue တွေအောင်ပြန်ထုတ်ထားတယ် ပြန်ထုတ်တယ်ဒီကတော့ ဒါ original ဒီကောင်ဈေးကြီးရယ် อื ကျွန် ม တော်အရင်ကဒါ8000လောက်နဲ့ပဲဝယ်အဲ့တော့အခု
ကတကယ်တမ်းပေါက်စီက rare ဖြစ်တဲ့အထက်မှာ အခုဘယ်လောက်ဖြစ်သွားပြီလဲ 9သိန်းဝန်းကျင်လောက်ရှိ 9သိန်း ဟိုး99လား3လားမသိဘူးဒါပေမဲ့ site တော့အရင်မကောင်းဘူး အခုနော် Nike က ratio အဲ့လိုမျိုးပုံစံတွေပြန်ထုတ်လာတယ်နော်တောက်လျှောက်ကြီး ဒါ Japan ASICS SS Adidas အဲ့တော့ကျွန်တော်ကြိုက်လို့ Japan jersey လေး Japan jersey ဒါအခုဟိုဟာပြောရရင် modern ဖြစ်သွားပြီ ဒါ Germany Germany ဒါ West နဲ့ Wrist Florian Wrist အထက် တော့ထိုင်းရမယ် ဒီဆက်စစ်ပေါ့ ဒါ Germany အထက် Germany ကနော်စင်တူနေနည်းနည်းဖြစ်တယ်တလားနော်သူ့ပုံစံက Germany design တဲ့ဒါပေမဲ့ England fan တော့နိုင်ငံတွေမှာ ဘယ် World Cup ကိုဘယ်သူ့ကိုရစေတယ်လဲ England Adidas ဒီ 93လောက် 1990တော့အထည်လုံးဝဒီဟာကနာမည်ကြီးရယ်အခုလည်းပြန်ပြီးတော့ inspire ယူပြီးထုတ်ထားတာဒီလိုအထည်ကိုပဲပြန်ထုတ်ထား2026ဟုတ်လားလှတယ်ဒီနေ့ World Cup jersey လည်းလှတယ်ဒီလိုမျိုးဟာကိုစင်တူရိုးမပြန်ပြီးထုတ်ပေးတာ Germany ကတော့ England ဆိုတော့ဒီထဲကဘက်ခန်းလာ ဟုတ်တယ် ticket ဘာအင်းတော့ England Ambro လုံးဝအကုန် Ambro ကြီးပဲဒီအခုနောက်ပိုင်းမှာသာဒီ Nike တို့ Adidas တို့ပုံစံတွေဖြစ်လာအရင်တော့တောက်လျှောက် ဒီဟာကျတော့နှစ်ဖက်လာ ဟုတ်လား ကြည့်ကြည့် Okay ကျွန်တော်ကြည့်ကြည့်မယ် တော့အပြင်ဘက် design အပြင်ဘက် design တယ် ဟုတ်ဒါနှစ်ဖက်လာတယ် you know Ambro အဲ့လိုထုတ်တာနာမည်ကြီး ဟွန်း ဟိုက ဟုတ်တယ်နော်ဒီကတက်တက်လေးဒီလို jersey အောင်ပြန် reissue ထုတ်သေးရယ်နော်သူတို့ရယ်ဒီလိုမျိုးပုံစံအောင်မိုက်တယ်နော်တနဖက်လာရင်အထဲဟာလေးကပူလာတယ်လို့ပဲ Chelsea ရော Chelsea ရတယ်လို့ပဲဟမ်နှစ်ဖက်လာကြတယ်ဟုတ်တယ် အရင် Chelsea လက်ဆောင် ဟမ်ဘယ်အောင်လဲမလုပ်ပါနဲ့ bro မယူတော့ဘူးတော်ပြီအယူအတီးဒီဟာလည်းနာမည်ကြီးရယ်နော်ဒါကနာမည်ကြီးရယ်ဒါကို bro ဘယ်လိုခွဲလဲ ဒီတော့အဲ့ Ambro ပဲလေ ဒီ Ambro ရယ်နောက်ပြီးကျွန်တော်တခုသတိထားမိတာဒီမှာခွဲလို့ရ ဟုတ်လိမ့်မယ်တချို့ကဒီမှာလည်းခွဲတယ်ဘယ်လိုတချို့ကဒီကျေသီးမှာခွဲတယ် ဟုတ်တယ် ပြီးရင်ဒီနေရာ တ ချို့အထက်ကဒီစတီကာကြံတဲ့ပုံမူတည်ပြီးဈေးกว่าတယ် ဟုတ်လားဒါစတိကာကျန်ဈေးကြီးရ ကြံနည်းနည်းပိုဈေးကောင်းတယ်တချို့ကဒီမှာလဲကျွန်တော်ခွဲလို့ရတယ်ဒီအတူကဒီမှာလေအာဆိုပြီးလားမသိဘူးအဲ့လိုလေးပါ ဟုတ်တယ်ပြီးကြတော့ဒီ logo မှာလည်းတချို့ခွဲတယ်အင်္ဂလိပ်ဖန်စစ်တွေကဒီ logo ခွဲတယ်အဲ့အပိုင်းတော့တခြားမကြည့်ဘူး ကြိုက်တယ်ကျွန်တော်ဒီအထည်ကိုကြိုက်တယ်ကျွန်တော်မယူ ဒါယူအတေးရအင်္ဂလန်ဂျက်ကက်အဲ့လေမိုက်တယ်နော်ဒါကျွန်တော်ဒါ road အတွက်ဟိုကနေမှာပေးထားဒါလုံးဝဒီနှစ် fashion ကျွန်တော်အခုဗီဒီယိုရိုက်နေရဲ့ဗီဒီယိုကင်မရာမန်မဝယ်ခိုင်းလို့မဝယ်ရတဲ့ဂျာစီထဲမှာပါတယ်သူပြောပြီးကြည့်နေတာဟမ်ဒီကလုံးဝ fashion ပူမှာနော်တော်တော်ဝတ်ဖို့ခက်တယ်လုံးဝဘိုင်းနဲ့တူလားပြောပြီ ဘရူးနဲ့ဆိုတိုင်းမှာဘယ်တော့ပြောင်းဝဲတော့ ပြစားရသူကြိုက်သောထဲကိုကျွန်တော်ပြောပြမယ်သူကြိုက်သောထဲကဘယ်ထဲဖြစ်မလဲဗျာ အာဂျင်တီးနား အာဂျင်တီးနားရွှေရောင်လေးနဲ့အဲ့ဒါအဲ့ ပြောင်းဝဲတော့ဒါ ဆိုတော့ဒါကဘာလဲဘို့ ကျွန်တော်အဲ့ဒီပါလေဒီပါလေဒီကောင်ကကျွန်တော်3 in a row 2000ချန်ပီယံဖြစ်တဲ့အချိန်မှာဒါမာချာတိုင်းဆိုထုတ်တာAmbro ကထုတ်တာနော်99 20 20 2001 2001ချန်ပီယံနောက်တော့ မင်းဝင်ကြည့်တာရောဒီမှာ Premier League ဖလား3လုံးဟုတ်လေ Premier League ဖလား3လုံးလို့ပြောတာဩကြီးနေကြည့်ကိုကဘာပြောရမလို့သေးဘူး ဒါကျွန်တော် collab ကနေပဲ
carnival ဈေးကြီးရနော်ဒါဆို ကြိုက်လို့ကျွန်တော်လူချင်းတခြားရောင် ဒါဆိုဟိုမှာဘတ်3000ကျော်တယ်နော်ဟုတ်တယ် carnival နဲ့ပေါင်းထုတ်တဲ့ ambro မှန်ကယ်2000လောက်ပဲရှိဘူးပေါ့ဒီ ဟုတ်လား ဒီစေးတမားရ900လောက်ဘူးဒါ ကူးချိန်အားစပြီးပြမဲ့ jersey ရောလုံးဝ share ကြီးပဲပေါ့နော်ကျွန်တော်အကြိုက်ဆုံး jersey ကိုစပြီးတော့ပြမှာဖြစ်တယ်ဒါဆို Cristiano Ronaldo ရဲ့ဒါ name set နဲ့2009-2008သူ့ရဲ့အကျန်းဆုံးရာသီက jersey AIG Premier League logo patch လုံးဝ official Premier League logo patch velvet နဲ့ဒါအဲ့ခေတ်တော့ Premier League logo patch ကနှစ်ဖက်လုံးမှာပါတာဒါအခုမှသာအမြင်တစ်ဖက်ထဲမှာပဲဖြစ်သွားတာပေါ့နော်။နောက်ပြီးဒီကလက်ရှိဆိုတော့အရန်ကိုရှားပြီးတော့ဝယ်ရလဲခတ်တယ်ဈေးလဲကြီးရယ်။1000လောက်နဲ့ရ။ Rondo ရဲ့ name set ဟို favor နဲ့2008 B ရဲ့အချိန်မှာသူ့ရဲ့တကြောပြန်တကြောပြန်ဟာဒီ jersey ဒီ jersey ဆိုတော့ဒါက bro ဟိုကနော် fan version နော် fan version နဲ့တော့ fan version ဒီဆယ်လေးကိုရင်ပြမယ်။တော့ name set ကဒီမှာဆိုရင်ဒါမဲ့ဒီ name set က velvet မဟုတ်တော့ဘာလို့ဆိုတော့နောက်ပိုင်း name set တွေက2009-2008နောက်ပိုင်းပြီးတော့2008-2009နောက်ပိုင်းပြီးရဲ့အချိန်မှာ name set က velvet မဟုတ်တော့အဲ့ဒါကြောင့်ဒီမှာဆိုရင်ဒါတော့ကျွန်တော်ဒါဘာသားလို့ခေါ်တယ် flank နော်သူ flank လို့ခေါ်တယ် flank လို့ခေါ်တယ်ဒါမဲ့ဒီမှာ name ဟိုဟာနဲ့အခုဒီ tag တွဲထား brand new weight tag ဒီမှာဆို Premier League logo official logoရှိဘူးလို့ပြောတယ် အော်တန်ဟန်းတဲ့အချိန်မှာကျွန်တော်လမ်းခွဲရမယ်အလှည့်ဖြစ်သွားတာပေါ့နော်ဒါလည်း Ronaldo name set တွေနေပြီပဲနှစ်ခုလုံးဒါ player version နော်ဒါ player version ဒါလည်းလက်ရှိ Ronaldo name set နဲ့ဒါကသူနောက်ဆုံး Ronaldo Manchester United ကစားသမားအဖြစ်ဝတ်သွားတဲ့ version အထည်ပေါ့နော်ဆိုတော့ကျွန်တော်ပေါ့နော်ဘန်ကောက်မှာရဘရိုမာကိုလည်းအမြင် podcast လည်းတစ်ခါတော့လုပ်ဘူးရယ်အမြင်ကြီးမှာလည်းဒီလို legit jersey ကြီးပဲဆိုရ collector တော်တော်ရှားရရှိရနည်းနည်းနည်းရပေါ့နော်တချို့ကလည်းပြည်ပရောက်သွားရလည်းရှိရအဲ့လိုမျိုးဖြစ်တယ် တချို့ကလည်း low key ပဲနေကြ တချို့ကလည်း low key ပဲနေတယ်ဒါက bro မာကိုကသူ့ရဲ့ jersey knowledge တွေ legit jersey နဲ့ဒီ first copy နဲ့ဘယ်လိုကွာခြားကြအောင် legit jersey အစ်စ်တွေကိုဝယ်စုမှဆိုဘယ်လိုဝယ်စုတင်နေဆိုတော့ knowledge sharing အမြဲတမ်းမာကို jersey collection မှာအမြဲ sharing လုပ်ပေးရယ်ဆိုတော့အဲ့အတွက်ကြောင့်လည်းကျွန်တော်သတိထားမိရယ်သတိထားမိတော့ကြောင့်လည်းသတိထားမိရယ်ပွဲလဲရှာရယ်ပွဲရှာတော့ဒါထားလိုက်တော့ဗောနော်ဟိုဟာအဲ့တော့ကျွန်တော်ကသူ့ကိုအစာရဲကဘန်ကောက်မှာရပြောထားဒီရောက်ရင်တော့ bro မြန်မာပြည်ရောက်ရင်တော့ bro ရှိအလဲလာမယ်ဆိုပြီးတော့ဒါနေလှမ်းမိသွားကျွန်တော်ပြန်ရောက်ထဲကမလာပြစ်လိုက်ဘူးလာပြစ်အခုပြန်ကန်ကြီးကြောက်ပါပဲစုံတယ်ဆိုတဲ့သဘောဖြစ်သွားတယ်နော်နောက်ကျတော့ကျွန်တော်ဒီအခုကအခန်းလေးတေချာပြင်ပြီးတော့ကျွန်တော်အကုန်လုံးပြနိုင်အောင်ဆိုတော့ဒါကတော့ဒါ selection ပဲရွေးထုတ်တာအထက်ကတော့လောဆယ်240 50လောက်တော့ရှိတယ်240 250ကျွန်တော်လည်းသိရယ်သူ့ jersey ကဒီထက်အများကြီးရှိရယ်တကယ်မှာကျွန်တော်သိရယ်ဒါတော့ simple ရပဲပေါ့ဒါလောဆယ်ကျွန်တော်လည်းရုပ်တရက်ကြီးလာတဲ့ပုံစံမျိုးဖြစ်သွားတဲ့အတွက်ကြောင့်ဒါ jersey ကရှိရဲ့အထည်လေးကိုပဲအရင်ပြလိုက်တဲ့ပုံစံပေါ့နော်ဆိုတော့အားလုံးပဲကျွန်တော်ရဲ့ video လေးကိုဆုံးထိကြည့်ပြီးတော့ကျေးဇူးတင်ပါတယ်နောက်ထပ်လည်းဒီထက်အများကြီး sharing လုပ်ပေးနိုင်တဲ့ video ကိုတက်ဆက်ပေးတော့မှာပဲအားလုံးပဲဒါလှပနေပြီးပိုင်ဆိုင်ကြပါစေဒီကနေ့စုံမှာတော့မိလိုက်ပါ bye bye